ဒီမေးခွန်းလေးကိုအမှန်တိုင်းဖြေကြည့်ရအောင်ဗျာတယောက်ယောက်နဲ့ပြဿနာတက်လို့စကားပြောကြတဲ့အခါခမရဲ့စိတ်ကဘယ်ကိုရောက်နေတတ်တယ်လဲသူတို့ပြောတဲ့စကားလုံးတွေကိုလိုက်ပြီးခန်းစားကြည့်နေတာလားဒါမှမဟုတ်သူတို့စကားအဆုံးမှာသူတို့ပြန်ပြောရမယ့်စကားတွေကိုပြင်ဆင်နေရလားကျွန်တော်တို့တော်တော်များများကနားလည်ဖို့အတွက်နားထောင်နေတာမဟုတ်ပဲပြန်ပြောဖို့တတ်တတ်ပဲနားထောင်နေမိတတ်ပါတယ်တကယ်စစ်မှန်တဲ့နားထောင်ခြင်းမှာတိတ်ဆိတ်ငြိမ်သက်မှုလေးတစ်ခုလိုအပ်ပါတယ်ကိုယ့်ရဲ့အတ္တတွေကိုခဏပေးဖယ်ပြီးတော့တစ်ဖက်လူရင်ဖွင့်တဲ့အတန်အတွက်နေရလွတ်လေးတစ်ခုဖန်တီးပေးဖို့လိုပါတယ်အပြန်အလှန်စကားပြောတယ်ဆိုတာအနိုင်ရဖို့မဟုတ်ပါဘူးအပြန်အလှန်နားလည်ဖို့ပါနောက်တစ်ခါတစ်ဖက်ကလူကသင်ကိုရန်တွေ့တယ်လို့ခံစားရတဲ့အခါသူတို့ရန်တွေ့နေတယ်ဆိုတာထက်ရင်ဖွင့်နေတယ်လို့ခံစားကြည့်လိုက်ပါကိုယ့်ဘက်ကကာကွယ်ဖို့ကြီးပဲမပြင်ဆင်ပဲစကားလုံးတွေကိုအရှိအတိုင်းလက်ခံပေးကြည့်လိုက်ပါသူတို့ဘေးမှာခဏလောက်မနှွေးထွေးထွေးလေးရှိနေပေးကြည့်လိုက်ပါစစ်မှန်တဲ့နားလည်မှုဆိုတာစကားလုံးတွေကြားကတိတ်ဆိတ်တဲ့နေရာလွတ်လေးထဲမှာရှိနေတတ်ပါတယ်ဒီလိုနည်းလမ်းနဲ့ကျွန်တော်တို့ရဲ့ relationship တွေကြားရဲ့ပြဿနာလေးတွေကိုဖြေရှင်းကြည့်လို့ရပါတယ်ခင်ဗျားတို့ရဲ့အမြင်လေးတွေအတွေ့အကြုံလေးတွေကိုလည်း comment ထဲမှာပြောပြခဲ့ပေးပါဦးကျွန်တော်တို့အတူတူဆွေးနွေးကြည့်ကြတာပေါ့ကျေးဇူးတင်ပါတယ်